တော်ရတော့အဖွားနာမည်အဖွားရဲ့အသက်က83နှစ်အဖွားနေတာကဥယျာဉ်ဝအခုထောက်ပံ့ကြီးရလာတဲ့အခု3နှစ်အတွင်းမှာတော့ပို့ပြီးအဆင်ပြေတာဗောခက်ခဲမရှိဘူးဗောကိုခက်ခဲမဲ့လို့ဖြစ်လာရင်ဒီပတ်စံတွေကဖြစ်လာတာလေသူများစီနှမရှိလို့ရှင်သူများစီချင်းငားရမယ်ပေါ့နော်လောက်ရမယ်ကိုတမင်လောက်ရမယ်ကိုကမလောက်ရတော့ဘူးဗောကိုဒါလေးနဲ့ဒီလိုပဲရတာလေးနဲ့လက်ပအောင်ကိုဖြစ်အောင်လုပ်စားတာဗောသူထောက်ပံ့ခြင်းမျိုးတွေကဝက်ကလေးတစ်ကောင်လဲဝယ်ထားတယ်ဗောနော်ကြက်ကလေးကလည်း10ကောင်လောက်ဝယ်ထားတယ်ဗောရေပန်းလေးကလည်းတစ်ခုဝယ်ထားတယ်ဗောတေးသီးဝင်လာဖြန်းဖို့လေအခုစိုက်ထားတဲ့ဘူးတို့ဟောတင်းတို့စိုက်ဒီလောက်မို့ဗောဟောဘူးညွန့်ဆိုလို့ရှိရင်လည်းဒီဘောထောင်မိုးလာဝယ်ထောင်မိုးဖြတ်ပေးလိုက်တယ်ဗောနော်ထောင်မိုးလာဝယ်ထောင်မိုးဗောကျန်းသီးဆိုလဲ3လုံး4လုံး1000ဗောအဲ့ဒီအတွက်ကဟိုတစ်ဖက်တစ်လန့်ဝင်ခုတယ်လေဟောတနေ့သားစရိတ်ကလေးကိုတော့တခြားလောက်တော့ဝင်ခုတာဟောအခုဖွဲ့ရနေပြီးတော့မျက်မှန်လာလုပ်ပြီးဒါကျေးဇူးတင်ပါတယ်တောင်းကကိုဖတ်ကိုဆိုလို့ရှိရင်တော့မမြင်တာပဲရုပ်ပတ်ဆိုင်ရှိမှလည်းရုပ်တရက်ဝယ်လို့ရမှာအခုလိုလာပြီးတော့မေတ္တာလုပ်ပေးထားဆိုတာပိုစင်ပြေတာပေါ့နော်ဟိုစိတ်ဓာတ်လည်းရှင်လန်းလာတာပေါ့ကိုလှုပ်ချင်းအဖြစ်လာတော့လေဒီဘောအရင်ကတော့ဒီထောက်ပံ့ကြီးငွေမရခဲ့တော့အရင်ကတော့အခက်ခဲလေးကတော့ရှိတာပေါ့ကွာဒါပေမဲ့အဲ့ဒီတော့အသက်ကလည်းသိမကြည့်သေးဘူးလေငယ်သေးတော့ကိုယ့်အကူလှုပ်လို့ရှာလို့ဖွေလို့စားလို့ရသေးတယ်အခုလိုအသက်ကြီးလာမှအခုလိုထောက်ပံ့ကြီး6လတစ်ကြိမ်9သိန်းရတယ်ဒီ9သိန်းထဲမှာအဘိုးရဲ့ဟိုစားဖို့စေကူသားဖို့အဲ့ဒါလေးတွေကအစင်ပို့ပြေးတယ်အရင်ကဒုက္ခပူရောက်တယ်ဗောဟိုအဲ့ဒီ350ထောက်ပံ့ရေးရတဲ့အတွက်ဒီအိမ်လေးဆောက်လိုက်ရလို့အဘိုးကအစင်ပြေပါတယ်အဘိုးနေရတာလည်းစိတ်ချမ်းသာတယ်လို့မိုးလေဝသအန္တရာယ်လည်းဘာမှစိုးရိမ်စရာမရှိတော့ဘူးလေအရင်အိမ်ကတော့လေလာရင်ပြူမလားမိုးရွာရင်ယူမလားအဲ့ဒါလေးရှောင်တိတ်နေရတာမူးနေရတာနဲ့အဲ့ဒီအပူကလည်းတစ်မျိုးပေါ့ကွာမူးလေးကြလာတယ်တိုင်ကြီးကတစ်ခုမှမကောင်းတော့အခြေတွေကပြက်ထောက်ပံ့ကြီးရတော့အဘိုးပူပြီးတော့အဆင်ပြေသွားတာပေါ့ကွာရင်တော့ကတော့19ရေကလောက်ခဲ့တယ်ဒါပေမဲ့လို့ခုတော့မလုံနိုင်တော့အဲ့တော့ကိုကသမီးအိမ်အောင်တွေ3ယောက်အဲ့တော့ကိုသမီးစီသွားလိုက်ဒီသမီးစီသွားလိုက်ဒီပြန်လာလိုက်လှည့်ပတ်သွားနေတာပေါ့လေကိုကျမ်းမာရေးဟိုအခုကောင်းမှကောင်းချင်မှကောင်းတာတလောကလည်းဆေးထိုးရသေးတယ်ဘာဖြစ်လို့ဆိုတော့အစားတော့အမှားမခံတော့ပြေးတာတော့6နှစ်9နှစ်ခမန်းကြီးပေါ့လေဘာဖြစ်လို့ဆိုတော့ရတဲ့ငွေရတဲ့ရှိုးသိန်း60 90ပတ်ဝန်းကျင်ပေါ့အဆင်ပြေတာတော့ညတိုင်းလည်းမေတ္တာပို့တယ်ငါဒီညတိုင်းလည်းဝင်တာလည်းဟိုအများအားလည်းညတိုင်းဖျားရှိခိုးတဲ့အတိုင်းပေါ့လေတို့ဗမာလူမျိုးတွေဖျားရှိခိုးတဲ့အတိုင်းမြင့်တို့မေတ္တာပို့တယ်ငါ့ကိုဆောင်းရှောက်တဲ့လူတွေကျမ်းမာကြပါစေချမ်းသာကြပါစေဆိုတာတော့ဘာဖြစ်လို့ဆိုတော့ဒီလိုဟာမျိုးစိတ်ချမ်းသာတယ်တော်တော်ချမ်းသာတယ်ကိုယ်ပတ်စံလေးနဲ့တုံးရတဲ့ခါကျတော့လှူရတဲ့တန်းကြဘာမှအောင်မကြောက်အဲ့ဒါအမှန်တိုင်းပြောတော့ဒီနေ့မှမမေ့ဘူးကွာဒီနေ့မှလည်းမမေ့ဘူးတနာကြီးမှလည်းမမေ့ဘူးဝင်းတာလို့မဆုံးတဲ့အကြောင်းပြောတာပါအခက်ခဲတော့ရှိတာပဲအဖြစ်မှတော့ငကိုပါတဲ့ဟိုကြဘယ်လိုခေါ်လဲရှိတဲ့လူမှမဟုတ်ဒီလိုပဲလှုပ်လို့စားစားပဲခလေးတွေနဲ့ပြီးတော့အိမ်တော့သူကလည်း
ခလေးအငယ်ကိုနေတဲ့ဆောင်းသွားတော့ဥပမာတကယ်ဖြစ်လာလို့ရှိရင်ချေငွေချေရတယ်လေဆရာငွေချေပြီးတော့တောင်းရတယ်ပြီးတော့ပြဆနေရတယ်ဒီလိုပဲလုံးနေတနေ့နဲ့တနေ့2020တော့စပြီးတော့အဲ့ဒီထောက်ပါရေးရတာလေအဖေကဝတ်တာတော့ဘာဖြစ်လို့လဲဆိုတော့ကိုယ်ကဗတဲ့စစ်စစ်ရဲနေတော့ဒီလိုပဲဆိုင်မှတခါမှမရဘူးပေါ့ကိုယ်အိမ်မှာခက်ခဲတွေဖြည့်စည်းလို့ရတာပေါ့ဆရာကျမရဲ့အတွက်လည်းဖြည့်စည်းလို့ရတယ်ပထမအလူလည်းလူရတယ်လေရေတော့ဒီလိုလူကြီးပဲမလူရဘူးလေပြီးတော့ခလေးတွေကျမရဲ့မကောက်လဲပဘိုးပေးတယ်ကျောင်းတယ်လည်းပဘိုးပေးတယ်ဒီလိုမျိုးအလူရှိတဲ့ရတော့အဖေမှဝါတာတယ်လေအဖေအများကြီးကျေးဇူးတည်တယ်ဖေရတခေကျေးဇူးကောင်းကြီးမင်္ဂလာအများပေးပါစေဒီဘဝအထဲမှာ